ခါတည်းမျိုးပြရဲ့မုန်းချက်မှုတွေကနေထွက်ခွာပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုကိုသွားခြင်းစိတ်ကလူတိုင်းမှာဖြစ်တတ်ပါတယ်ဒီနေ့တော့အဲ့ဒီစိတ်ကူးနဲ့အတူပြင်းဦးတွေရဲ့လှပတဲ့နေစီဥယျာဉ်ကိုကျွန်တော်လာရောက်ခဲ့ပါတယ်ပြင်းဦးတွေဆိုတာအေးမြရဲ့လေတူတဘာဝအလှတရားရင်းနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဆိုတာလူတိုင်းသိရှိထားတဲ့အရာပဲဖြစ်ပါတယ်ဒီဥယျာဉ်နဲ့ဝင်လိုက်တာနဲ့အယောင်ဆုံးနေစီပန်းတွေဟာမျက်စိရှိမှအပြိုင်အဆိုင်ပွင့်လန်းနေကြတယ်အနီရောင်ပန်းရောင်အဖြူရောင်လေမော်ရောင်စတဲ့အမျိုးအစားမျိုးစုံကတဘာဝရဲ့အလှတရားကြီးကိုပြသနေပါတယ်လေတိုက်လာတိုင်းပန်းရနံ့တင်းတင်းလေးနဲ့အတူစိတ်ကလည်းအေးချမ်းလာတယ်မျိုးပြရဲ့ပူပြင်းတဲ့ဘဝတွေကနေခဏလောက်ထွက်ခွာပြီးတဘာဝနဲ့တားတဲ့ဖြစ်နေတယ်လို့ခံစားလိုက်ရတယ်အယောင်ဆုံးနေစီပန်းတွေဟာမျက်စိရှိမှအိမ်မက်လိုပဲပွင့်လန်းနေပါတယ်အနီရောင်တပွင့်ဟာချစ်ချင်းမြတ်တာကိုပြောပြနေတယ်လို့ပန်းရောင်တပွင့်ဟာနူးညံ့မှုကိုဖော်ပြနေပါတယ်ဒီနေရာရောက်တဲ့အချိန်မှာအချိန်ကြီးဟာနှီးကွေးနေလို့ခံစားရတယ်နေအောင်ဖြော့ဖြော့လေးဟာပန်းလေးတွေကိုဒီတစိထိတွေ့နေတယ်လို့အဲ့ဒီအခိုက်အတန့်လေးတွေဟာစိတ်ထဲမှာအမြဲတမ်းအမတ်တရားဖြစ်နေမယ်အခိုက်အတန့်လေးတွေပေါ့တခါတလေတော့ခီးသွားတာနေရာအသစ်ကိုသွားကြည့်ဖို့မဟုတ်ပဲကိုယ်စိတ်ကိုပြန်ရှာဖို့ပါပဲမိမျိုးလာမယ်ဆိုရင်ဒီနည်းစီဥယျာဉ်လေးကိုမဖြစ်မနေရောက်အောင်လာခဲ့တင်ပါတယ်ဒီနည်းစီချမ်းလေးဟာတဘာဝအလှတရားနဲ့အတူစိတ်အေးချမ်းမှုတကယ်ရနိုင်တဲ့နေရာလေးတစ်ခုဆိုတော့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်မယ်